အရင်ဆုံး brother တို့ပြောမယ်နော်ဒီဟာကို brother တို့က Android ဆိုရင် Android ဟိုမှာ download ရတယ် Play Store မှာ download ရတယ်ဒီ app ကိုပေါ့နော်ကျွန်တော်တို့ iOS သမားဆိုရင် Apple Store မှာ download ရတယ်အဲ့ဒါလေးကို download လိုက်ပါအရင်ဆုံးခဏဆောင်လိုက်တော့ပြည့်ရည်ဆောင်ကျွန်တော်တို့ရိုင်း view ရိုက်ပြီးတော့ပဲလုပ်ပေးလိုက်တော့မယ်နော် edit တွေပါဂျားရနေအားဖြတ်ပိုင်းပါယူမနေတော့ show စောင့်တခါရေးစောင့်ပြီးတခါရေးလုပ်ပေးရတယ်လုပ်ပြလိုက်ပြီးရင်ဘာလို့အတန်ဟိုဘာလို့ brother တို့အင်ဂိမ်းထဲမှာအင်ဂိမ်းကပြောတဲ့အတန်တွေမကြားရလဲဆိုတာ setting တစ်ခုမဖွင့်လို့အများ live တွင်အဲ့ setting ကိုဖွင့်ပေးရပိတ်ထားလားဖွင့်ထားလားကျွန်တော်ဝင်ပြီးသွားရင်တော့ဝင်ပြီးသွားရင်ပထမဆုံးဝင်လိုက် brother ဒီလိုပုံလေးတွေ့လိမ့်မယ်အဲ့ဒါဆိုကျွန်တော် YouTube channel နဲ့ချိန်ရတယ် Gmail နဲ့ဒီကောင်ကိုဝင်ပေးရမယ် YouTube channel နဲ့ချိန်ရ Gmail ကျွန်တော်ဒီကောင်နဲ့ YouTube channel ချိန်ရအဲ့ကောင်နဲ့ဝင်ပေးရကဲဝင်လာပြီဗျာကောလုံး all the way လုပ်ပေးလိုက်ပြီးဆိုရင်ဒီမှာ screen တွေ့လားအဲ့ဒီဟာကိုတွားပေးလိုက်တစ်ချက်တွားပြီးရ setting ပုံစံလေး setting ပုံစံလေးဒီအောက်မှာဒုတိယတစ်ခုတွားမယ်မှာအပေါင်းလက္ခဏာလေးအဲ့ဒီနှိပ်မယ်အရင်ဆုံးဒီမှာကိုကြိုက်တဲ့ comment တက်ချင်တဲ့ပုံစံမျိုးကဒီမှာအယောင်နေနဲ့လုပ်လို့လည်းရတယ်ကိုကမလုပ်ချင်ဘူးဆိုဒီဟာယူသုံးလိုက်ရကျွန်တော်တို့ဒီဟာပဲယူသုံးလိုက်လွယ်ပေါ့ကွာကျွန်တော်တို့ပြင်းတော့လွယ်ယူသုံးလိုက်တယ်အတိုင်းလေးထားလိုက်တယ်သူဒီဟာတီးချက်ထားပြီးသွားရင်ပုံနေပါရင်ထည့်ရင်လည်းထည့်လို့ရတယ်ကွာဒီလားဟန်ကန်ပြခြင်းတော့လိုတယ်တခုလိုတယ်ဒါပေမဲ့နောက်မှပါတော့ဟန်ကန်ပြခြင်းတယ်ဆိုကျွန်တော်တစ်ချက်လာပြောလိုက်ကျွန်တော်နောက်တစ်ခုထပ်တင်ပေးမယ်ဟန်ကန်ရိုက်နေပြီးဆိုရင်ဒါပြီးသွားအဲ့ဆိုရင်ဒီမှာထပ်နှိပ်လိုက်သူတောင်းပြီ YouTube လား Facebook လား Instagram လားဘာညာတောင်းပြီဆိုရင်ကိုက YouTube မှာလွှင့်မှဖြစ်တဲ့အတွက် YouTube နှိပ်လိုက်မယ်နှိပ်ပြီးရင်ဆွမ်းနာဒီဟာကို login ဝင်ထားတဲ့ Gmail နဲ့ပဲကျွန်တော် YouTube channel ချိန်ထား Gmail နဲ့ပဲဒီကောင် login ပြန်ဝင်ပေးရမယ်ကဲအမှဆိုကျွန်တော် channel လေးပေါ်လာချက်ကြည့်လိုက်မယ်နော်အမှကျွန်တော် channel လေးပေါ်လာပြီနော်ကျွန်တော် channel လေးပေါ်လာပြီအစားအုပ် feeling ဆိုတဲ့ channel လေးပေါ်လာပြီအဲ့ချိန်မှာကျွန်တော်920ဖြစ်နေတယ်လားကျွန်တော် video ဟိုဟာရိုက်တဲ့ချိန်အဲ့နေရာလေးကိုနှိပ်လိုက်အဲ့920 p ဆိုတဲ့နေရာမှာကျွန်တော်1080 p ကိုပြောင်းပေးလိုက်ပြီးဆိုတော့30 fps ရဲ့နေရာမှာဒီမှာ60 fps ရဲ့အမြင့်ဆုံးတင်ပေးလိုက်ဒါကျန်တာရချိန်ကြမလို့ဒါအဲ့ဒီနှစ်ခုလေးကိုပြောင်းပေးရမယ်ကျန်တာရတော့ပုံမှန်ပြီးဆိုရင်ဒီကျွန်တော်ဒီဟာလေးပုံဒီနားလေးကိုနှိပ်လိုက်ကန်တော့ကျွန်တော်ပြန်ပြမယ်နော်ဒီနားလေးနော်အတိုင်းလေးနှိပ်လိုက်အတိုင်းလေးနှိပ်လိုက်ရင်ကျွန်တော်ဘာလုပ်လို့ရသေးလဲဆိုဒီမှာကျွန်တော် caption ပုံပေါ့နော်ကျွန်တော်တို့ထည့်ခြင်းတဲ့ပုံကျွန်တော်ကတော့ဒီပုံလေးတင်တယ်ဘာလို့ကျွန်တော် edit ပါတင်နေရလို့ဖြစ်တဲ့အတွက်ကျွန်တော်အဲ့ပုံလေးတင်တယ်ပြီးရင်ကျွန်တော်ဒီဟာလေးကိုဖြတ်လိုက်တယ်ဖြတ်ပြီးတော့URD ကြမယ်ပေါ့နော်ဘာပေါ့ဒါ caption ပေါ့နော်ရေးတာ URD ကြမယ်ဆို URD ပဲ URD ပဲဗျာ URD ပဲဗျာကဲအဲ့ဆိုရင်ကျွန်တော်ဒါအကုန်ရေးပြီးပါပြီပေါ့နော်အကုန်လုပ်ပြီးပါပြီဒါပုံမှန်ဒီကောင်တွေကဒါတွေကအကုန်လုံးပုံမှန်နေပဲဒါတွေကအကုန်ပုံမှန်နေပဲရပြီဒါဆိုစေးလိုက်ကဲအခုအရေးကြီးဆုံးပိုင်းလာကျွန်တော် record ဖမ်းမယ်ဒါဒီရောက်မှာ mic ကလေးတွေ့လား mic ကလေးဒီ mic ကလေးက off နေမယ်ဆိုရင်အင်္ဂိမ်းအတန်လုံးဝမကြားရဘူးဒီ mic ကလေးကိုအဲ့လို online မယ်ဆိုရင် online ပြီဆိုရင်အင်္ဂိမ်းအတန်ကြားရမယ်ဘာသာစကားပြောတဲ့အတန်ကြားကဲကျွန်တော်အခု live လွှင့်လိုက်ပြီနော်
ရရတော့အင်္ဂိမ်းတန်လဲသွားနေပြီဖုန်းရဲ့တစ်ပိုက်ရဲ့အတန်လဲကြားမိုက်ကလေးရတယ်လုံနေတာတော့အဆန်းပြကျွန်တော် YouTube မှာကျွန်တော်အခုလွှင့်နေပုံစံကိုပြမယ်သူအကုန်ကြားရရဲ့နော်အကုန်ကြားရတွေ့လား